အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပါဏာတိပါဒသိက္ခာပုဒ်အရာတန်နီး6မျိုးကိုပြောပြပေးမှာဖြစ်ပါတယ်တန်နီး6မျိုးတွေကနံပါတ်1ကိုယ်တိုင်တတ်ခြင်းကိုတာဟထိကတတ်ခြင်းလို့ခေါ်ပါတယ်နံပါတ်2သူတစ်ပါးကိုစေခိုင်း၍တတ်ခြင်းကိုအာနတိကတတ်ခြင်းလို့ခေါ်ပါတယ်နံပါတ်3ဒူလေးလံတနလေရင်ဒရုံနယူကလ িয়ার စတော့လက်နက်တို့ဖြင့်ပြည့်လွင့်၍တတ်ခြင်းကိုနေတ္တတိယတတ်ခြင်းလို့ခေါ်ပါတယ်နံပါတ်4တေစေရန်တွင်တူထားခြင်းဓာလံလက်နဲ့အစိတ်ဆေးတို့ကိုအနားမှာအလွယ်တကူချပေးထားခြင်းကိုထာဝရတတ်ခြင်းလို့ခေါ်ပါတယ်နံပါတ်5အတတ်ပညာအစွမ်းဂါထာမန္တန်အင်းအိုင်လက်ဖွဲ့စုံကဝေအထက်လန်းဆရာအောက်လန်းဆရာစတော်သူတို့ဤတတ်ခြင်းကိုဝိဇ္ဇာမယတတ်ခြင်းလို့ခေါ်ပါတယ်နံပါတ်6တကိုးအစွမ်းဖြင့်တတ်ခြင်းကိုအိဋ္ဌိမယတတ်ခြင်းလို့ခေါ်ပါတယ်အဲ့ဒါကိုကမ္မစိတ်တိလို့လည်းခေါ်ပါတယ်ကမ္မဇအိဋ္ဌိကမ္မဇဆိုတာမွေးတင်းတဲ့အစွမ်းပါလာတဲ့နဂါကလုံစတော့တတ္တဝါတို့ခေါ်ပါတယ်အိဋ္ဌိဆိုတာတကိုးကိုခေါ်ပါတယ်ဒါကတော့တန်နီး6မျိုးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှပါဏာတိပါဒကံသူတစ်ပါးအသက်ကိုတတ်ချင်းကံမြောက်သလားမမြောက်ဘူးလားကိုပြန်ပြီးမှပြောပြပေးမှာဖြစ်ပါတယ်ပါဏာတိပါဒကံထိုက်ခြင်းပါဏာတိပါဒကံမြောက်ခြင်းရဲ့အင်္ဂါ5ပါးရှိပါတယ်အဲ့ဒါကတော့နံပါတ်1ပါဏောတက်ရှိတတ္တဝါဖြစ်ခြင်းနံပါတ်2ပါဏတင်ညိတာတက်ရှိတတ္တဝါဟုအမှတ်ရှိခြင်းနံပါတ်3ဝဒကစိတ်တံတတ်လို့တော့သေစေလို့တော့စိတ်ရှိခြင်းနံပါတ်4ဥပကမောတတ်ခြင်းကလုံလာပြုခြင်းနံပါတ်5တေနမရဏံထိုလုံလာကြောင့်သေခြင်းဒီ5ပါးနဲ့ပြည့်စုံပြီဆိုရင်တော့ပါဏာတိပါဒသူတစ်ပါးအသက်ကိုတတ်ခြင်းမြောက်သွားပါပြီသူတစ်ပါးအသက်ကိုတတ်တော့ပုဂ္ဂိုလ်10ယောက်ကိုပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ရတောရာဂဝတေနပါဏဟနတိတမတတ်တော်ပုဂ္ဂိုလ်ဒီတမတ်မှုရာဂရဲ့အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်2ဒုဋ္ဌောဒေါတဝတေနပါဏဟနတိဒေါသထွက်တော်သူသည်ဒေါသ၏အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်3မုံလောမောဟဝတေနပါဏဟနတိမိုက်မဲတွေးဝေတော်သူသည်တွေးဝေမိုက်မဲမှုမောဟ၏အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်4မာနီမာနဝတေနပါဏဟနတိမန်ထောင်တက်ကြွတော်သူသည်မာန၏အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်5လုတ်တော်လာဘဝတေနပါဏဟနတိလောဘယမက်ကြီးတော်သူသည်လောဘ၏အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်6အကိဉ္စနောဇီဝိကထာယပါဏဟနတိဆင်းရဲမွဲတေတော်သူသည်အသက်မွေးမြူခြင်းစားဖို့နေရပြည်လဲပါစေခြင်းအကျိုးငါသူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်9ဘာလောဟတဝတေနပါဏဟနတိမိုက်မဲတော်သူသည်ရွှေမြူးလူသည်အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းနံပါတ်10ရာဇာဝိနယနဝတေနပါဏဟနတိဘယင်မင်းမြတ်သည်ဆုံးမနိုင်နှင်းလူသည်အစွမ်းကြောင့်သူတစ်ပါးအသက်ကိုတတ်ခြင်းဒါကတော့မိလိန်နာပညာပါဠိတော်မှာလာတဲ့သူတစ်ပါးအသက်ကိုတတ်တော်ပုဂ္ဂိုလ်10ယောက်ကိုပြောပြပေးကြတာပါနောက်ဗီဒီယိုမှာတော့မိလိန်နာမင်းကြီးဤစိတ်ကိုပြုပြင်နေစစ်ချက်ကိုတင်ပေးမှာဖြစ်ပါတယ်အတူယူစရာအမတန်မှကောင်းပါတယ်ဒါကြောင့်မို့လို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်